လူတယောက်ကခမ ्या ကိုအကြီးအကျယ်မလိမ့်ခင်မှာတတိမမွားကိစ္စတစ်ခုကိုအရင်ဆုံးအမှတ်နိုင်လာဝယ်ခံတတ်တယ်ဆိုတာကိုခမ ्या တတိထားမိပါသလားဒါ48 law power ရဲ့ law number 7ပဲဖြစ်ပါတယ်ဒါပေမဲ့ဒီစာအုပ်ထဲမှာမပါတဲ့လူတွေသိမသိကြသေးတဲ့ဒီ law ရဲ့တကယ်အမောင်ဘက်ချမ်းအကြောင်းကိုလည်းသိဖို့လိုအပ်ပါတယ်ဒီ law ကိုကမ္ဘာမှာအသုံးချဆုံးကဘယ်သူတွေလဲဆိုတော့တချို့တွေနဲ့လိမ်လည်သူတွေကအများဆုံးပါပဲအမေရိကန်သမိုင်းမှာအတော်ဆုံးလို့သတ်မှတ်ခံရတဲ့လူလိမ်ကြီး Cox Peter Lustin အကြောင်းပြောပြပါမယ်သူကပါရီမြို့က Eiffel မျှော်စင်ကြီးကိုအစိုးရပိုင်းပစည်းအဖြစ်အပိုင်းပိုင်းဖြတ်ပြီးတော့ရောင်းစားတဲ့အထိလက်ရဲစဲရှိခဲ့တဲ့သူရောက်ဖြစ်ပါတယ်သူတုံးခဲ့တဲ့နီလန်ရိုးလေးပါပဲတားကောင်ဖြစ်မဲ့တထေးကြီးတွေနဲ့တွေ့တဲ့အခါလူစတစ်ကသူဟာအစိုးရအရာရှိအစ်စ်မဟုတ်ကြောင်းအောက်တက်ချီလက်စားတဲ့လူရောက်ဖြစ်ကြောင်းအရင်ဆုံးသူကဝေခံလိုက်တာပါလူတွေကစဉ်းစားတယ်သူကတော့လက်စားတယ်ပုံပုံလေးဝေခံတယ်ငါကတော့လိမ်မမဟုတ်ဘူးဆိုပြီးတော့ပဲယုံသွားကြတာများပါတယ်အဲ့ဒီရိုးသားမှုအထူးအကြောင်းနောက်ွယ်မှာဒေါ်လာတန်းနဲ့ရှိလိမ်လည်မှုကြီးကလည်းရှိနေခဲ့ပါတယ်ဒါဆိုဘာလို့လူတွေကဒီအကော်ထဲကိုအလွယ်တကူကြဆင်းကုန်ကြတာလဲစိတ်ဓာတ်ပေရမှာ the heart လို့ effect လို့ခေါ်တဲ့ရောင်ဝါဆုံးခြင်းတက်ရောက်မှုဆိုတဲ့အဖက်တစ်မျိုးရှိပါတယ်လူတော်များဦးနောက်ကပြင်းတတ်ကြပါတယ်လူတယောက်ကကိုယ့်အပေါ်ကိုတစ်ချိန်မဖြစ်ဖြစ်တကယ်ရိုးသားပြလိုက်ရင်သို့မဟုတ်လက်ဆောင်အကြီးကျယ်ပေးလိုက်ရင်ဒီကိုယ့်ရဲ့အုံနောက်ကဒီလူကလူကောင်းတယ်လို့ကောက်ချက်ချလိုက်ပြီးသူ့ရဲ့ကာဝေးတိုင်းတွေကိုချော့ချလိုက်တာအဲ့ဒီအချိန်မှာပဲတစ်ဖက်လူကဓာတ်နဲ့နောက်ကထွင်အောင်မှမသိနိုင်တဲ့အနေအထားကိုရောက်ရှိသွားနိုင်ပါတယ်ဒါရီယာတမိုင်းထဲမှာနေရှိခဲ့တာမဟုတ်ပါဘူးအခုခေတ် corporate ကဘာမှာအယောင်လောကမှာလည်းတုံးနေတော့မှာပဲဥပမာအယောင်သမားတယောက်ကခမ ्या ကိုအကိုဒီဖုန်းကဘက်ထရီတိတ်တော့မခံဘူးဒါပေမဲ့ကင်မရာကတော့ share ပဲ performance တော့ကောင်းတယ်လို့ပြောလိုက်ရင်ခမ ्या ကသူ့ကိုယုံသွားတတ်တယ်ဘာလို့လဲဆိုတော့သူကအားနည်းချက်ကိုအရင်ဆုံးရိုးသားပြောပြလို့ပါပဲဒါပေမဲ့တကယ်တမ်းသူကခမ ्या စီက commission အများကြီးရမယ့်ပစ္စည်းကိုရောင်းကျင်လို့စာအုပ်ကြီးအတိုင်းကစားသွားတာပဲဖြစ်ပါအခုကျွန်တော်ဒီအကြောင်းကိုပြောပြပေးနေတာကလူတွေကိုလိုက်လိမ်စားဖို့မဟုတ်ပါဘူးကိုလူတွေလာပြီးမလိမ်နာအောင်လို့ကောက်ွယ်ဖို့တော့ပဲဖြစ်ပါတယ်အဲ့တော့ခမ ्या တယောက်တည်းရှိနေချိန်မှာလူတယောက်ကခမ ्या ကိုအကြောင်းပြချက်မရှိလာပြီးတော့အရန်ရိုးသားပြနေရင်တော့တတိတာထားပေးပါလို့အကြံပေးချင်ပါတယ်